ကျွန်တော်စားဖို့မူရထူရှော့ဖို့ဒီဆိုင်ကိုရောက်လာခဲ့ပေမဲ့ပိုင်ရှင်ကတလောက်ကြီးများမယ်လို့မထင်ထားခဲ့ပါဘူးသူစားတဲ့ဘဲဟင်းကောင်မှဆိုအရသာမရှိဘူးလို့ပဲအမြင်နဲ့ညင်းဆိုခဲ့ပြီးထိုက်တန်းစားဖို့မူလို့ခေါ်ခံရသူအများပြားကိုလည်းအလုပ်လုပ်ခဲ့လေဒါပေမဲ့ကျွန်တော်လောက်တဲ့အယိုးရှင်းဆုံးဟင်းမွေးဖြစ်တဲ့ငွေကြော်ထားတဲ့ကော်ပီထုတ်ကိုမြည်လိုက်တဲ့အခိုက်အတန့်ပါပဲသူဟာဒါကသူတခါမှစားဖို့တမျှထဲမှာအရသာအရှိဆုံးလို့ချက်ချင်းရေရုပ်ခဲ့တယ်ကျွန်တော်ပေါ်မန်တန်ကတည့်ရမှုမရှိပဲရှိုးပွားနေတာကိုမကြင်မနှက်ဖြစ်ပေမဲ့အရသာရှိရဲ့အစားအစာပေါ်သူ့ရဲ့ဆွဲလန်းမှုကပိုအားကောင်းလာကြောင်းသူကကျွန်တော်ကိုသူ့ရဲ့ကိုယ်ပိုင်စားဖို့မှုအထိငှားရမ်းဖို့ဆောင်ဖြတ်ခဲ့ပါတယ်သူ့အိမ်ကိုပြောင်းရွှေ့ပြီးနောက်သူကဒေါ်လာ3သိန်းပါရဲ့ဘဏ်ကတ်ကိုကျွန်တော်စီပေးရက်ခဲ့ပြီးသူ့ရဲ့အစားအသောက်အားလုံးကိုကျွန်တော်ကတာဝန်ယူရမယ်လို့ပြောခဲ့ပါတယ်ဒီလိုရရရော်ပေးတဲ့လောက်ခါကြောင့်ကျွန်တော်အယံဝမ်းတာပြီးခရမ်းကျင်တင်နဲ့ကြေးဦးမွဲကြော်ကိုချက်ချင်းစတင်ချက်ပြုတ်ခဲ့ပါတယ်ဒါပေမဲ့ဟင်းချက်နေရတဲ့ဖုံးခေါ်စုမှုတစ်ခုဝင်လာတာကြောင့်ခဏထော်သွားခဲ့ရပါတယ်ကျွန်တော်မရှိလောင်တဝန်တုံနေတဲ့အင်ဖော်မာကဟင်းပွဲတဲ့ကိုငရုတ်ကောင်းနဲ့အများကြီးလောင်းထည့်သွားမယ်လို့မထင်ထားခဲ့ပါဘူးသူဘာလို့သွားလဲဆိုတာကိုကျွန်တော်မသိတယ်အဲ့ဒီပကံကိုသူ့ကိုသွားချပေးခဲ့ပါတယ်ထင်ထားတဲ့အတိုင်းပဲသူကမြင်းဆိုင်ပြီးနောက်ဒေါသတကြီးနဲ့ကျွန်တော်ဟာဘယ်လိုမှချက်ပြုတ်တတ်သူမဟုတ်ဘူးလို့ကောက်ချက်ခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဘလောက်အရသာမရှိဘူးဆိုတာကိုမယုံနိုင်ဖြစ်ရခဲ့ပါတယ်ဒီလိုပါပဲကျွန်တော်အလုတ်ဆောက်ဝင်နဲ့ပထမဆုံးနေ့မှာပဲအလုတ်ကထုတ်ပယ်ခံခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်ချက်ကိုမဆုံးရှုံးခဲ့ပါဘူးအဲ့ဒီအဖြစ်အပျက်ကတားလျင်ကျွန်တော်ရဲ့အရေးအချင်းကြီးကိုပုံမပြင့်တင်လို့တွန်းအားပေးခဲ့ရပါတယ်နှစ်လအတွင်းမှာပဲကျွန်တော်ဟာနော်လိုက်တသိန်းကျော်ရှိရဲ့နာမည်ကြီးချက်ပြုတ်ရေး influencer တူဖြစ်လာခဲ့ပါတယ်မကြခင်မှာပဲချက်ပြုတ်ပြန်ပွဲတစ်ခုအကြောင်းကိုကြားသိပြီးနောက်ကျွန်တော်လေးလာတင်ယူခဲ့တာတွေကိုစမ်းသပ်ဖို့ချက်ချင်းစရင်ပေးခဲ့ပါတယ်ဒီပြန်ပွဲကိုအဲ့ဒီလိုပဲကျင်းပတာဖြစ်တယ်ဆိုတာကိုကျွန်တော်မသိခဲ့ပါဘူးကျွန်တော်က show point ပဲတန်ရမှုမရှိတဲ့ပုံစံမျိုးမဟုတ်တော့တဲ့အတွက်သူဟာကျွန်တော်ကိုလုံးဝမှတ်မမိခဲ့ပါဘူးကျွန်တော်ကပြန်ပွဲတွေကဥတာဖြစ်တယ်လို့သူကထင်ခဲ့ပါတယ်